ကျမဘာမှမပြောတော့လား ဘာပြောရမလဲလို့စဉ်းစားနေ ဟင်းအဲ့ဒါဆိုလို့ရှင်လည်းဘာမှမပြောနဲ့တော့ပေါ့ဘာဟုတ်ကဲ့လေဘာဟုတ်ကဲ့လေရှင်ဘာအတူညာလုပ်နေရလဲအဖြေတောင်းတော့တောင်းတယ်အခုမှသူမဟုတ်တယ်လို့လေ နော်အားပြည့်တယ်လို့ ရှက်တော့ရှင်ကျမအကြောင်းရိုက်နေရလားကျမစီကိုစားရဲကနေအဖြေတန်းတော့မှာဘာတူလဲကဲအဲ့ရှင်မဟုတ်လား ကျွန်တော်မဟုတ်ဘူးကျွန်တော်မလုပ်ပါဘူးတကယ်ပြောတာပါကျွန်တော်မဟုတ်ဘူးအဲ့ဒါ ရှက်တော့ရှင်ကျမမလိမ့်နဲ့နော်အဲ့ရှင်မဟုတ်လို့ဘာတူလဲ ကျွန်တော်မဟုတ်ပါဘူးတကယ်ကကြိတ်ကျွန်တော်အဲ့လိုမျိုးမလုပ်ဘူးတခြားတစ်ယောက်ဖြစ်ပါလိမ့်ကျွန်တော်မလုပ်ဘူးတကယ်ပြောတာ တောင်းပြီလေအဲ့ဒါဆိုလို့ရှင်တသက်လုံးမဟုတ်စေနဲ့ဟုတ်ပြီလား ဟုတ်ကဲ့ ဘာဟုတ်ကဲ့လဲ ဟုတ်ဘာဖြစ်လို့ဘယ်သူ့ကိုအဲ့လိုဒီတော့လိုက်ထွက်နေတာကျွန်တော်မလုပ်ပြရဘူး တာရှင်ကျမလည်းဝေးမှာတောင်းတယ်ပါ ဟုတ်ကဲ့ အဲ့လက်ကငါတောက်ကြရမရှိဘူး ဟုတ်ပဲကောင်းလို့ကျွန်တော်လိုက်ပြပါနေရ ရှင်လိုက်ကြမလို့ရှင်မှတ်ထားပါလေရှင်ကျမစီကတသက်လုံးအဖြေမတောင်းဘူးစေနဲ့ဟုတ်ပြီလား ဟုတ်ဟုတ် စိတ်ချနေရင်ပြီးတာပဲ